မူချိုပိတ်ရက်လေးဆိုတော့မူချိုနဲ့အတူ Secret Garden လေးကိုအလဲလိုက်ခဲ့ဖို့ခေါ်သွားချင်ပါတယ်မူချိုကပိတ်ရက်တွေဆိုရင်အခန်းထဲမှာနနနေနေနေရတာထက်အပြင်ထွက်ပြီး activity လေးတွေလုပ်ရတာကိုပိုပြီးခုံနေနေသူပါအခုလေပိတ်ရက်လေးမှာမနက်စောစောထပြီးမူချိုတို့ကျွန်းရဲ့ Secret Garden လေးစီကိုသွားလည်ဖို့ထွက်ခဲ့တာပါမူချိုနေတဲ့ staff area ကနေ Secret Garden လေးကိုရောက်ဖို့10မိနစ်လောက်တော့လမ်းလျှောက်ရပါသေးတယ်မူချိုကအေးအေးဆေးဆေးလေးနေချင်တာဆိုတော့မနက်စောစောလူရှင်းတဲ့အချိန်လေးကိုယူသားခဲ့တာပါဒီဆိုရင်တော့မူချိုတို့ကျွန်းလေးရဲ့ Secret Garden area လေးကိုရောက်ရှိပါပြီမူချိုဒီနေ့ဒီကိုလာတဲ့ရည်ရွယ်ချက်နှစ်ခုရှိပါတယ်ပထမတစ်ခုက garden လေးထဲမှာအေးအေးဆေးဆေးထိုင်နေတာပါမူချိုအလုပ်သွားရင် garden လေးနားကဖြတ်သွားတယ်ဆိုပေမဲ့တေချာအချိန်ပေးပြီးဝင်မလဲဖြစ်ပါဘူးဒီနေ့တော့ပထမအဆုံးအချိန် garden လေးထဲမှာအေးအေးဆေးဆေးနေရင်ဘာတွေရှိလဲဆိုတာကိုရှောက်လဲကြည့်မှာပါဒုတိယတစ်ခုကတော့မူချိုရဲ့ကိုပြန်ပြီးစုချထားတဲ့ကင်မရာလေးကိုစမ်းသုံးကြည့်ပြီးဓာတ်ပုံလေးတွေဗီဒီယိုလေးတွေရိုက်မလို့ပါအခုကြည့်နေတဲ့ Secret Garden vlog လေးရတယ်မချိုးရဲ့ကင်မရာလေးကိုပဲအသုံးပြုပြီးတော့ရိုက်ခဲ့တဲ့ vlog လေးတစ်ခုပါမချိုးကနူးနူးညံ့လေးနေတတ်တဲ့မိန်းကလေးတစ်ယောက်တော့မဟုတ်ပေမဲ့တဘာဝဆန်တဲ့အရာလေးတွေကိုချစ်မြတ်လို့တတ်တဲ့ကောင်မလေးတစ်ယောက်ပါတစ်ပင်လေးတွေကိုဘယ်လိုကူးဆိုင်ပေးရမလဲမသိတော့အဝေးကနေအလားကြည့်ပြီးသဘောကျနေရတဲ့ခန်းစားချက်လေးရပဲမချိုးအတွက်လုံလောက်ပါတယ်ဒီ garden လေးအခုလိုမျိုးတက်တက်ရဲရဲနဲ့စိတ်ဆူလှပနေတဲ့နောက်ွယ်မှာနူးညံ့ပြီးစိတ်ရှည်တဲ့လက်တစုံရှိနေတာကြောင့်ပါများသောအားဖြင့်လူတွေကတာဝန်နဲ့ဝတ္တရားတွေအောက်မှာကိုအချိန်ပေးဖို့မိနေတတ်ကြပါတယ်မချိုကိုယ်တိုင်ကလည်းအဲ့ဒီလူတွေတဲကတယောက်ပါဒီနေ့တော့မချို reset လုပ်ဖို့အတွက်တန်းကြံလေးကိုလာခဲ့တာပါမချိုရဲ့ပျော်ရွှင်မှုကအရန်ကိုရိုးရှင်းပါတယ်တဘာဝနဲ့ထိတွေ့နေရရင်ကိုပဲအလိုလိုပျော်ရွှင်နေတဲ့လူတစ်ယောက်ပါဒီခက်garden လေးထဲမှာပန်းပင်လေးတွေနဲ့အတူပြီးပင်စားပင်လေးတွေလည်းရှိပါသေးတယ်အခုမူချိုက motif ရဲ့ကျွန်းလေးတစ်ခုမှာရောက်နေတယ်ဆိုပေမဲ့မူချိုရဲ့စိတ်ထဲမှာကြီးလက်ဒေတာတစ်ခုကတနိုင်တဲ့ပိုင်းစိုက်ကင်းလေးတွေကိုရောက်သွားသလိုခံစားနေရပါတယ်နေ့စဉ်ဘဝတွေမှာအချိန်တွေကအမြဲလှုပ်ရှားနေတယ်ဆိုပေမဲ့တဘာဝနဲ့ထိတွေ့တဲ့အချိန်လေးကတော့အမြဲတိတ်ဆိတ်အေးချမ်းနေတာပါဒီလိုတိတ်ဆိတ်အေးချမ်းတဲ့အချိန်လေးမှာမူချိုက idea အသစ်အဆန်းလေးတွေနဲ့နောက်လာမဲ့ blog လေးတွေရဲ့ script လေးတွေကိုထိုင်ရရင်မူချိုရဲ့ DO လေးကို Secret Garden နဲ့မှာတစ်စိတ်တစ်ပိုင်းကုန်ဆုံးခဲ့ပါတယ်မူချိုရဲ့ blog လေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်